လက်ရှိ2025ခုနှစ်နှစ်ကုန်ပိုင်းမှာရွေးကောက်ပွဲကျင်းပပေးဖို့ပြင်ဆင်နေတဲ့ NASA ကအစိုးရဟာမဲပေးဆက်တွေကိုအင်တိုက်အားတိုက်ထုတ်လုပ်နေသလိုတိုင်းနယ်ပြည်နယ်ချို့ကိုလည်းမဲပေးဆက်တွေလုံခြုံစွာပေးပို့နိုင်ဖို့ပြင်ဆင်နေတယ်လို့အစိုးရအတိုင်းဝိုင်းထံကနေသိရပါတယ်။ရွေးကောက်ပွဲကိုနှောက်ယှက်ဖျက်ဆီးဖို့ရှိနေတာတွေကြားတဲ့ကမဲပေးဆက်တွေကိုဘလို့နည်းလမ်းနဲ့ပို့ဆောင်သွားဖို့ရှိနေပါသလဲ။ဒီသတင်းအကြောင်းအရာလေးကိုမတင်ဆက်ခင်မှာနေချီသစ်မီဒီယာကို subscribe နဲ့ like လေးလုပ်ပေးဖို့မေတ္တာရက်ခံပါရစေ။ဦးမင်းအောင်လှိုင်ဦးဆောင်တဲ့ NASA ကအစိုးရဟာအထွေထွေရွေးကောက်ပွဲတစ်ရက်ကိုယခု2025ခုနှစ်ဒီဇင်ဘာလဒါမှမဟုတ်2026ခုနှစ်ဇန်နဝါရီလတို့မှာကျင်းပပေးသွားမယ်လို့နိုင်ငံတကာနဲ့ပြည်တွင်းကိုတရားဝင်ကတိပြုပြောဆိုထားပါတယ်။ NASA ကအစိုးရဟာရွေးကောက်ပွဲကျင်းပဖို့အတွက်6လဝန်းကျင်လောက်သာလိုတော့တဲ့အချိန်မှာမြန်မာ electronic စနစ်လို့ခေါ်တဲ့မဲပေးဆက်တွေကိုအင်တိုက်အားတိုက်ထုတ်လုပ်နေသလိုရွေးကောက်ပွဲဥပဒေကိုလည်းပြန်လည်ပြင်ဆင်တာမျိုးတွေလုပ်နေပါတယ်။ဒီနေရာမှာ NASA ကအစိုးရကအင်တိုက်အားတိုက်ထုတ်လုပ်နေတဲ့မဲပေးဆက်တွေနဲ့ပတ်သက်လို့ရွေးကောက်ပွဲကော်မရှင်ကထုတ်ဖော်ပြောဆိုတာတွေကိုအနည်းငယ်ထည့်သွင်းအသိပေးလိုပါတယ်။ရွေးကောက်ပွဲတွေမှာ electronic မဲပေးဆက်တွေကိုအသုံးပြုနိုင်ဖို့စီစဉ်နေတယ်လို့ပြောပါတယ်။အဲ့ဒီဆက်ကိုမြန်မာနိုင်ငံကပဲထုတ်လုပ်မှာဖြစ်ပြီးတော့အမေရိကန်ပြည်ထောင်စုအာဂျင်တီးနားဘရာဇီးပြင်သစ်စတဲ့နိုင်ငံတွေမှာအသုံးပြုနေတဲ့မဲပေးဆက်တွေကိုလေ့လာပြီးတော့ထုတ်လုပ်ထားတဲ့ဆက်ဖြစ်တယ်လို့ကော်မရှင်ဘက်ကဆိုပါတယ်။ဒါပြင်အဲ့ဒီမဲပေးဆက်ကိုအသုံးပြုခြင်းအဖြစ်မဲလက်မှတ်ရိုက်နှိပ်ရတာတွေဆန္ဒပြုတစိမ့်တော့အသုံးပြုရတာတွေမရှိတော့ဘူးလို့ပြောပါတယ်။ဒါပြင်မဲပုံးတွေလည်းမလိုအပ်တော့ဘူးလို့ဆိုပါတယ်။အဲ့ဒီမဲပေးဆက်ကြောင့်ရွေးကောက်ပွဲကုန်ကြစည်သက်သာနိုင်သလိုပြည်လုံးကျွဆန္ဒခံယူပွဲတွေဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကဏ္ဍတွေမှာမဲပေးဖို့အတွက်လည်းအသုံးပြုနိုင်တယ်လို့သိရပါတယ်။လက်ရှိမှာတော့ NASA ကအစိုးရဟာရွေးကောက်ပွဲကျင်းပပေးဖို့အတွက်အချိန်6လလောက်သာလိုတော့တဲ့အချိန်မှာမြန်မာ electronic လို့အမည်ပေးထားတဲ့မဲပေးဆက်တွေကိုအင်တိုက်အားတိုက်ထုတ်လုပ်နေပါတယ်။အဲ့ဒီလိုထုတ်လုပ်ရရှိလာတဲ့မဲပေးဆက်တွေကိုသက်ဆိုင်ရာတိုင်းနယ်ပြည်နယ်တွေကိုတည်ယူပို့ဆောင်တာတိုးလောင်ထိမ့်သိမ့်တာနဲ့ပျက်စီးတာတွေမရှိစေဖို့အတွက်စနစ်တကျစီမံနေတယ်လို့အစိုးရအတိုင်းဝိုင်းကပြောပါတယ်။ NASA ကအစိုးရဟာအထွေထွေရေးကောက်ပွဲကိုအပိုင်းလိုက်ကျင်းပသွားမှာဖြစ်တဲ့အတွက်တိုင်းနယ်ပြည်နယ်လိုက်မြို့နယ်တစ်ခုနဲ့တစ်ခုကြားသတ်မှတ်ကာလအတွင်းမှာမဲပေးစစ်တွေလုံခြုံစွာစနစ်တကျရွှေ့ပြောင်းသယ်ဆောင်သွားမှာဖြစ်တယ်လို့သိရပါတယ်။မဲပေးဆက်တွေကိုလုံခြုံစွာနဲ့စနစ်တကျသယ်ဆောင်ပြောင်းရွှေ့နိုင်ဖို့အတွက်ကောင်းမွန်တဲ့အကြံဉာဏ်တွေကိုလည်းရွေးကောက်ပွဲကော်မရှင်ကတောင်းခံနေလျက်ရှိပါတယ်။ NASA ကအစိုးရဟာရွေးကောက်ပွဲကျင်းပနိုင်ဖို့ပြင်ဆင်နေတာနဲ့အတူအခြားတစ်ဖက်မှာရှိတဲ့လက်နက်ကင်တွေကလည်းရွေးကောက်ပွဲကိုဖျက်ဆီးနိုင်ဖို့စ조사နေတာမျိုးရှိလို့နေပါတယ်။ NASA ကအစိုးရရဲ့ရွေးကောက်ပွဲဟာဘလို့ပုံစံဖြစ်လာမလဲဆိုတာကတော့ဆက်လက်စောင့်ကြည့်သွားရဖို့ရှိနေပါတယ်ရှင်။